ဒီနေ့တူတူလေးလာချီကြမယ့်အကြောင်းကတော့ Domestika ဘော်က Architectural Design with Blender တင်နန်းလေးတစ်ခုပါသူကတော်တော်လေးနာမည်ကြီးနေတာတိလားလူကြိုက်များယုံမကဘူးတင်နန်းထား9600ကျော်ထဲက99% ကကောင်းတယ်လို့ကိုပြောထားကြတာဟာ99%ဆိုတော့တော်တော်များတာပေါ့ဟုတ်တယ်ဆိုတော့ဒီတင်နန်းကဘာလို့ဒီလောက်ထိလူကြိုက်များနေလဲဘီထုကပုံဖော်တာစိတ်ဝင်စားသူတွေအတွက်ဘာတွေများတကယ်ပေးနိုင်လို့လဲဆိုတာနည်းနည်းစိတ်ဝင်စားလို့လေ့လာကြည့်တာပါအချက်လက်ဒီကတော့သူ့ရဲ့တင်နန်းဖော်ပြစာမျက်နှာကပဲရထားတာပါကောင်းတယ်စိတ်ဝင်စားကြပဲ Blender ကအခုဘယ်သူကပဲမှာတော်တော်လေးသုံးလာကြပြီလေဟုတ်တယ်နော်သူက open source လေးဖြစ်တယ်ပြီးတော့စွမ်းဆောင်ရည်လည်းကောင်းတော့လေဒီတင်နန်းမှာကအလင်းရောင်အယောင် texture အဲ့ဒါတွေသုံးပြီးတော့လက်တွေ့ကျတဲ့ပုံတွေဖန်တီးဖို့ကိုအဓိကဥတည်ထားပုံရတယ်တင်မဲ့ဆရာကတော့တင်မဲ့သူကမက္ကဆီကိုကဘီသူကပညာရှင် Audio Studio တဲ့ Mauricio တဲ့လည်းဘာမှ Auto လို့လည်းခေါ်ကြတယ်ဆိုတော့လေလက်တွေ့အတွေ့အကြုံရှိတဲ့သူဆိုတော့ပိုစိတ်ချတာပေါ့ဟုတ်ပြီဆိုတော့အဲ့ဒီ99% ကြိုက်တယ်ဆိုတာကိုပြန်ဆက်ရရင်တင်တဲ့ရအဓိကအကြောင်းအရာတွေကဘာတွေဖြစ်မလဲဘလို့တင်လက်ဒီလောက်ဆွဲဆောင်မှုရှိတာလဲပေါ့သူပြောထားတာတော့အဆောက်အုံရဲ့section cut တွေ schematic plan တွေကနေစပြီးတော့ Blender မှာ 3D model စောက်တာတွေတင်မယ်ပေါ့အခြေခံကစတာပေါ့နော်လေသဘောမျိုးပြီးတော့ modifiers တွေသုံးပုံကိုလည်းဒီကတင်ပေးမယ်ဆိုထားတယ် modifier ဆိုတာကအဲ့ဒါက Blender မှာအရေးကြီးက function တွေလေ model တွေကိုပုံစံပြောင်းတာတွေ detail ချဲ့တာတို့မှာအချင်းကုန်အရန်တက်တာစေတဲ့ကိရိယာတွေပေါ့ဒါဆို 3D အတွေ့အကြုံနည်းနည်းတော့လိုမဲ့သဘောလားသူကတော့အတွေ့အကြုံအတင်တင်ရှိသူအထူးသဖြင့်ဘီသူကပဲစိတ်ဝင်စားသူကိုပူရည်ရွယ်တယ်လို့ဆိုတယ်ဒါပေမဲ့အခြေခံကအစတင်ပေးမယ်လို့လည်းပြောထားတော့လေအတွေ့အကြုံနည်းနည်းပေးရှိရင်လည်းလိုက်နိုင်လောက်မယ်ထင်ပါတယ်တင်တန်းရဲ့ဖွဲ့စည်းပုံကတော့ဘယ်လိုရှိမလဲစနစ်တကျရှိရလားဖွဲ့စည်းပုံကတော့တော်တော်လေးစနစ်တကျရှိပုံရတယ်အပိုင်း6ပိုင်းခွဲထားတယ်ဟုတ်ကဲ့ပထမဆုံးက theory ပိုင်းအလင်းနဲ့အယောင်တဘောတရားတွေအရင်ရှင်းကြရတယ်ပြီးမှ Blender အခြေခံတွေ texture လို့တာတွေလာမယ်အခြေခံပိုင်းမှာနောက်ပိုင်းအဆင့်ပြေမှာကိုဟုတ်တယ်အဲ့ဒါပြီးမှအဓိက model ဆောက်တဲ့အပိုင်းတွေ platform ကို atrium တို့ stereotomy တို့ stereotomy ဆိုတာကနည်းနည်းစိမ့်နေတယ်လို့ပဲအဲ့ဒါကဟိုလေကြောက်တုံးလို့ဟာတွေကိုဖျက်ဆက်ပြီးပုံဖော်တဲ့ရှီးပြီးတို့ကနီးပညာတကူပေါ့အဲ့ဒါကို 3D မှာဘလို့လွတ်မလဲပြတာမျိုးစိတ်ဝင်စားစရာပဲနောက်ဆုံး render ထုတ်တာပြီးတော့ post production ပေါ့ Photoshop နဲ့ချောတတ်တာမျိုးအဲ့လိုအဆင့်ဆင့်သွားမှာတော်တော်လေးပြည်စုံတဲ့ structure လို့ပြောရမယ်ဟုတ်ပြီစုပုံသင်ခန်းစာအခု20အချိန်က3:28မိနစ်ဆိုတော့တိတ်မများတိတ်မနေပဲနော်compact ဖြစ်မဲ့ပုံစံမျိုးပြီးတော့ထက်ဆောင် file တွေ31ခုတောင်ပါတယ်ဆိုအဲ့ဒါတွေဘာတွေထိမလဲအများအားဖြင့်တော့အဲ့ဒါတွေက leaching hand file တွေသုံးရတဲ့ texture ပုံတွေ reference file တွေအဲ့လိုမျိုးတွေဖြစ်ဖို့များတယ်ကိုယ်တိုင်လိုက်လို့ကြည့်ဖို့အဆင်ပြေတာဗောသင်တန်းပြီးရလောက်ရမယ့် project ကလည်းမစိုးဘူးနေ့ရမတူတဲ့အချိန်ဒီမှာအလင်းရောင်ကဗီဒီယိုကအပေါ်ပြီးလို့တက်ရောက်လဲပြရမယ်ဆိုတော့အဲ့ဒါတကယ်လက်တွေ့ကြတဲ့အပိုင်းပဲအလင်းရောင်က mood ကိုအများကြီးပြောင်းလဲစေတာကိုဟုတ်တယ် post production သူက Photoshop ပါသုံးဖို့အကြံပြုတာလည်းကောင်းတယ်ဟုတ်တယ်လုပ်ငန်းခွင် workflow နဲ့ပိုနိဆက်သွားတာပေါ့ Domestika ရဲ့ platform ကလည်းကိုယ့်အချိန်နဲ့ကိုယ်လေးလာတသက်တာ access ရတယ်ဆိုတော့အားသာချက်ပဲလေဒါဆိုအချင်းချုပ်ရရင်တော့ဒီသင်တန်းကအတွေ့အကြုံရှိတဲ့ဆရာအတင်နဲ့ Blender ကိုသုံးပြီးဘီတုကပုံဖော်တာကိုအဓိကထားတယ်လက်တွေ့ model စောက်တာရောအလင်းအယောင်လိုအနုပညာအပိုင်းတွေရောပါတယ်ပေါ့အလဲလက်တအဆင့်အတွက်တော်တော်ပြည့်စုံတဲ့သင်တန်းတစ်ခုလိုမြင်တယ်လူကြိတ်များတာလည်းမဆန်းပါဘူးလေနော်ဟုတ်ပါတယ်အထူးသဖြင့်အလင်းရောင်တဘာဝကိုအလေးပေးထားတာသဘောကျတယ်ဒီနေရာမှာဆက်သွယ်လျာလေးတစ်ခုကတော့ဟုတ်ကဲ့ဒီလို digital tool တွေနဲ့အလင်းနဲ့အရေးကိုဒီလောက်ထိလက်တွေ့ကြပုံဖော်လာနိုင်တာကလေဘိထုကပညာရှင်တွေရဲ့ spatial visualization ပေါ့အဆောက်အုံမဆောက်ခင်စိတ်ကူးနဲ့ပုံဖော်တဲ့လုပ်ငန်းစဉ်ကိုဘယ်လိုများပြောင်းလဲစေနိုင်မလဲဆိုတာပဲစိတ်ဝင်စားဖို့ကောင်းတယ်မေခုံးပဲဟုတ်တယ်ဒီ tool တွေကစိတ်ကူးကိုပိုပြီးလက်ဆုပ်လက်ခံပြနိုင်အောင်ကူညီတာလားဒါမှမဟုတ်စိတ်ကူးနိုင်စွမ်းကိုပဲတမျိုးတစ်ဖုံကန့်တက်လိုက်သလားအဲ့ဒါကတော့ဆက်ပြီးစဉ်းစားစရာဆွေးနွေးစရာခေါင်းစဉ်တစ်ခုဖြစ်လာနိုင်တာပေါ့လေ